ဒီအစီအစဉ်အတွက်ပြိုင်ပွဲဝင်တွေကတော့ဘာမှမသိပဲအနိုင်ရရှိအောင်အသေးလဲလေ့ကျင့်ခဲ့ကြတာပါဒါပေမဲ့ပွဲမစခင်လေးမှာဒရိုက်တာကသူတို့နှစ်ယောက်လုံးကိုတိတ်တဆိတ်ခေါ်လိုက်ပါတယ်ပြီးတော့ပရိသတ်နဲ့ပြိုင်ပွဲမရိပ်မိအောင်တမင်ရှုံးပေးလိုက်ပါဒါဆိုရင်ဘောနက်စုကြေးရမယ်လို့တယောက်ချင်းစီကိုမြှူဆွဲလိုက်ပါတော့တယ်ပထမဆုံးပြိုင်ပွဲကတော့မီတာ30အလံလူရတဲ့အပြေးပြိုင်ပွဲပါနှစ်ယောက်လုံးကဘယ်လိုပုံစံနဲ့တဘာဝကြကြအရှုံးပေးရမလဲဆိုတာခေါင်းစားနေကြပါတယ်ပွဲစားတာနဲ့ကန်ဂျီကချက်ချင်းပဲဟန်ဆောင်ပြီးချော်လဲပြလိုက်တာလုံးဝကိုကွက်တိပါပဲဟီရိုကီကတော့ဒါမဟုတ်သေးပါဘူးငါဘောနက်မရပဲနေအောင်မယ်လို့တွေးပြီးအရှိကိုခုန်ထမ်းလိုက်ပေမဲ့အလံကိုလွဲအောင်တမင်လုပ်လိုက်ပါတယ်ကန်ဂျီကလည်းသူ့ပလန်နဲ့သူပါအမှန်ကန်ပြေးလာပြီးတဲပုံတွေကိုတခါတည်းလွဲအောင်ဒိုင်မင်ထိုးပြလိုက်ပါတယ်ဟီရိုကီပြန်ထမှာတော့အလံကသူ့ရှိတက်မှာရောက်နေပါပြီသူလည်းဆက်ပြီးဟန်ဆောင်လို့မရတော့တာနဲ့အလံကိုဆွဲယူလိုက်ရပါတော့တယ်နောက်တစ်ပွဲကတော့လက်မောင်းအားဆန်းပွဲပါဒီတစ်ခါလဲစာတိုနဲ့တာကူမီကိုဒရိုက်တာကအရင်တိုင်းပဲတမင်ရှုံးပေးဖို့ခိုင်းထားပြန်ပါတယ်ပွဲစပြီးဆိုတာနဲ့သူတို့နှစ်ယောက်လုံးကလက်နဲ့အားဆိုင်ရမယ့်အစားမျက်နှာတွေနဲ့အစွမ်းကုန်အားဆိုင်ပြီးလက်မောင်းလေးပြနေကြတာပါသူတို့ရဲ့မျက်နှာတွေကတကယ်ကိုအော်စကာဆုပေးရလောက်အောင်ကိုပြင်းလုံးနေပါတယ်တကယ်တော့နှစ်ယောက်လုံးကအားမဆိုင်ကြပါဘူးတယောက်ချင်းစီကဒီကောင်ဒီနေ့တော်တော်အားနေနေပါလားလို့ကိုစီတွေးနေကြတာပါပြိုင်ဘက်ကအားမဆိုင်တာကိုမြင်တော့သူတို့နှစ်ယောက်လုံးကစန့်ကျင်ဘက်အရက်ကိုပြောင်းပြန်အားဆိုင်နေကြပါတော့တယ်အားဆိုင်လုံးလာကြောင့်လက်တွေချော်ထွက်ကုန်ကဟန်ချက်ပြတ်သွားကြပါတယ်နောက်တစ်ချီမှာဘလို့ရုပ်တိရှိအရှုံးပေးရမလဲဆိုတာနှစ်ယောက်လုံးအသေးအတန်စဉ်းစားနေကြပါတယ်နောက်ဆုံးမှာတော့စာရိုကပိုပြီးတမာနေတာကြောင့်သူကိုယ်တိုင်အရှုံးနယ်ထဲရောက်သွားအောင်အတင်းအားဆိုင်လိုက်ရပါတယ်စာရိုတယောက်ကတော့အရှုံးအတွက်တကယ်စိတ်ပြတ်နေတဲ့ပုံစံမျိုးတောင်ဖန်ပြလိုက်ပါသေးတယ်